ကဘာစီကန်အတင်းချက်ဆုံးကြောင်ငါကုမင်းကြောင်းတက်ခဲ့တဲ့ဘဝကိုခတ်ခဲတယ်လို့ထင်နေသလားဒါဆိုဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါနံပါတ်5ဂျပန်နိုင်ငံကကြောင်းတွေကိုမင်းကြားဖို့မဲ့အထင်တယ်ဒါပေမဲ့တကယ်တမ်းသိရင်အံ့ဩသွားလိမ့်မယ်ဂျပန်ကျောင်းတွေမှာတန်ရှင်းရေးသမားမရှိဘူးဒါကြောင့် classroom တန်ရှင်းရေးအိမ်သားတန်ရှင်းရေးတွေကိုတော့ကျောင်းသားတွေကိုယ်တိုင်လုပ်ရပါတယ်ဒီလိုလုပ်တာက punishment မဟုတ်ဘူးသူတို့ရဲ့ culture ထဲမှာ responsibility ဖြစ်အောင်သင်ကြားပေးတာပါဒါပေမဲ့ main ဆိုရင်အိမ်သားတန်ရှင်းရေးလုပ်ရတာကိုခံနိုင်မလား number 4တရုတ်နိုင်ငံကကျောင်းတွေကတော့ competition အရင်ပြင်းတယ်ကျောင်းသားတွေဟာစာပဲအာရုံစိုက်ရမယ်တချို့ကျောင်းတွေမှာမနက်အရင်စောစောစာရယ်ညနေအထိစာသင်ရပြီးအိမ်ပြန်ရလဲ homework အများကြီးပေးတယ်တချို့နေရာတွေမှာ punishment စနစ်တွေတောင်ရှိတယ်စာမလုပ်ရင်အပြစ်ပေးခံရနိုင်တယ်ဒီလိုဖိအားတွေကြောင့်ကျောင်းသားတွေစိတ်ဖိစီးမှုများတတ်တယ်ဒါပေမဲ့သူတို့ရဲ့ရလဒ်တွေကတော့ထိတ်တန်းမှရှိနေတဲ့သက်သေပါပဲ number 3 South Korea တောင်ကိုရီးယားကိုတော့ study hell လို့တောင်ခေါ်ကြတယ်ပြောရရင်ငရဲစာသင်ခန်းပေါ့ဘာလို့လဲဆိုတော့ကျောင်းသားတွေဟာအရန်အလုပ်များကြလို့ပါမနက်ကျောင်းတက်ပြီးညနေပြီးရင် tuition ထွာတက်ရတယ်တချို့ကတော့ည10နာရီ17နာရီထိစာလေ့လာနေကြတယ် sleep time ကအရန်နေတယ်ဒါကြောင့် student stress level ကအရန်မြင့်တယ်ဒါပေမဲ့သူတို့နိုင်ငံက exam result တွေကလည်းအမြဲတမ်း top မှာရှိတယ်မင်းဆိုရင်နေ့တိုင်းညနောက်ကျမှအဲ့ရတဲ့ life ကိုခံနိုင်မလား number 2 UK ရဲ့ boarding school တွေကတော့ luxury လက်ရှိတယ်ဒါပေမဲ့ rules တွေကအရန်တင်တယ်ကျောင်းထဲမှာနေရတာဆိုတော့ freedom နေတယ် schedule အတိုင်းပဲနေထိုင်ရတယ် phone အသုံးပြုရကိုလည်း control လုပ်ထားတယ်တချို့ကျောင်းတွေမှာအချိန်ကန့်သတ်ထားတယ် room လိုက်နိုင်ရင် expel လုပ်နိုင်တယ်အဲ့ဒါဆိုရင်ကျောင်းကထုတ်ပွဲခံရတာလားဒါကြောင့် discipline မရှိရင်မတက်နိုင်တဲ့ system တစ်ခုပါ number 3ကတော့ North Korea ပါဒီနိုင်ငံမှာကျောင်းသားတွေဟာ freedom အရန်နေတယ်တင်ကြားပေးတဲ့ content တွေတောင် government control အောက်မှာရှိတယ်ကျောင်းသားတွေဟာသူတို့နိုင်ငံရဲ့ rule တွေကိုတင်းတင်းကြပ်ကြပ်လိုက်နာရတယ်မိမိအမြင်နဲ့မပြောနိုင်ဘူးတချို့အချိန်တွေမှာ propaganda သဘောတရားတွေပါဝင်တတ်တယ်ဒီလို environment ထဲမှာနေရတာကပညာရေးတစ်ခုတည်းမဟုတ်ပဲဘဝတစ်ခုလုံးကိုကန့်တက်ထားတယ်လို့ဖြစ်တယ်ဒါကြောင့်ဒီ list ထဲမှာ seekan အတင်းကျပ်ဆုံးကမ္ဘာ number 1ထားတာဖြစ်ပါတယ်တင်ဆိုရင်တော့ဒီ9နိုင်ငံထဲမှာမင်းအနေနဲ့ဘယ်ကျောင်းမှာ survive လုပ်နိုင်မလဲ Japan လို discipline life လား South Korea လို study hard life လားဒါမှမဟုတ်လွတ်လပ်ခွင့်နေတဲ့ system တွေကိုခံနိုင်မလားမင်းအမြင်ကို comment မှာပြောတော့ပါ